အားလုံးပဲမင်္ဂလာပါဒီနေ့ဖတ်ပြပေးတော့မှာတော့စာရေးဆရာ Manuel Conroff ရေးသားထားတဲ့ The Little Master of the Sky ဆိုတဲ့ဝတ္ထုတိုပဲဖြစ်ပါတယ်ဒီဇက်လန်လေးမှာတော့အာနာရှင်ဆန်တဲ့စစ်တပ်အရာရှိတဦးရဲ့ရက်စတဲ့ပြက်လုံးတစ်ခုကြောင့်အပြစ်မဲ့တဲ့လူငယ်တစ်ယောက်ရဲ့ဘဝပျက်စီးသွားရပုံနဲ့အဲ့ဒီလောက်ရဲ့နောက်ဆက်တွဲဝတ်ကြွေးတွေဟာအရာရှိတို့မိသားစုစီဘလို့ပြန်လဲရိုက်ခတ်လာလဲဆိုတာကိုရေးဖွဲ့ထားတဲ့ဝတ္ထုကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်ကောင်းကင်ရန်ဤသခင်လေးရေးသားသူ Manuel Conroff လောကတွင်ဦးကြောင်ကြောင်လေးများပင်လျင်လူအဖွဲ့အစည်း၌သူတို့၏နေရာနှင့်ရည်ရွယ်ချက်ကိုစီရှိကြပုံရသည်စစ်သူရင်ကစားသမားတဦးကစစ်သူရင်ခုံကိုလက်ချောင်းဖြစ်ခောက်လျက်ဒီနယ်ရုပ်လေးကမင်းရမိဖျားကိုအလဲထက်လှုပ်သွားနိုင်တယ်နော်လို့ပြောတကယ်တော့ပင်ဖြစ်သည်အမည်ရှိတော်ရွာငယ်လေးသည်ထိုအမှန်တရားကိုအချိန်နှောင်းတွားမှတာသဘောပေါက်နားလည်ခဲ့ပုံရသည်ရွာရှိရဲရရှိများကတော့ငသုံးလေးပီတာဟုလူတိများသည်ပီတာသည်လုံးဝအန်ဒီယယ်မရှိကြောင်းသိကြသည်တခါတရံတွင်သူသည်လမ်းမများရှိဈေးတန်းများတွင်ပေါင်မော့အစအနများကိုလိုက်လံဖြန့်ကျဲထားတတ်တော်လဲရွာရှိခိုကလေးများကထိုအစအနများကိုခေတ္တအတွင်းပြောင်းဆင်အောင်လိုက်လံစားတောက်ပေးကြသည်ပီတာသည်ငယ်စဉ်ကတည်းကပင်သူ၏မရေရာသောဘဝကိုခိုကလေးများအတွက်မြုပ်နှံထားပုံရသည်သူကိုယ်တိုင်သည်လည်းငှက်တကောင်နှင့်တူလာခဲ့သည်သူသည်လက်မောင်းများကိုဘေးတို့ခတ်ပြီးခိုကလေးများအတောင်ပံခတ်လျင်ထွက်ပေါ်လေးရှိသောထူးခြားသည့်အသက်မျိုးကိုပင်ဖန်တီးလာနိုင်သည်သူသည်ငယ်စဉ်ကတည်းကပင်မိဘမဲ့ဖြစ်ခဲ့ရပြီးနွားတင်းကုန်းနှင့်မြင်းဆောင်များရှိတိရစ္ဆာန်များကြားတွင်ကြီးပြင်းလာခဲ့ရသည်ပီတာ9နှစ်သားအရွယ်ခန့်တွင်တနေ့၌ရွာသားများသည်သူရှေတော့မတန်ဖြစ်နေသည်ကိုတတိပြုမိသွားကြသည်ထိုအကြောင်းကိုမေးမြန်းသည့်အခါတွင်လည်းသူကခိုရီးယားကျွန်တော်ရှောက်ကိုမတန်အောင်လှုပ်လိုက်တာဟူတာအမြဲပြန်ဖြေလေးရှိသည်လူပါအမည်ရှိသောလယ်သမားတဦးဤထမင်းချက်မိန်းမတဦးကပီတာမီတို့ခြေတော့မတန်ဖြစ်သွားရတဲ့အကြောင်းကိုဈေးတန်းတွင်တခါကပြောပြဘူးသည်သူမဤအဆိုအရကောင်လေးသည်လူပါဤနွားတင်းကုတ်အမိုးပေါ်တွင်ပြန်တန်းရန်ယူတွတ်စွာစူးစမ်းနေရင်လေတဲတို့ခုံလိုက်ရမှမြေပြင်ပေါ်တို့ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်းပြောပြသည်ထို့တော့လူပါသည်လူညာတယောက်အဖြစ်နာမည်ကြီးသူဖြစ်တဲ့ဖြစ်သူမဤစကားကိုမြည်သူမှမယုံကြည်ကြရှေပီတာသည်ခြေတော့အနှဲငယ်မတန်ပဲနှင့်ကြီးပြင်းလာခဲ့တော်လဲထိုချုပ်ရင်းချက်သည်သူဤဖြက်လက်မှုကိုပို၍တိုးစေခဲ့ပုံရသည်သူသည်ကျေးနန်းတိုင်တစ်ခုပေါ်သို့ကျက်သူရွေးတကောင်ထုတ်တန်းပေါ်တတ်တကဲ့သို့ဘေးတိုက်တွေ့တတ်နိုင်သည်ထိတ်တိုးရောက်သည်နှင့်သူဤအုတ်ထုတ်ကိုဝှေ့ရန်လိုက်ပြီးလျင်အောက်ဘက်မှတောင်ပံခတ်တံများနှင့်အတူပြန်တက်လာတော့ငှက်အုပ်ကြီးထွက်ပေါ်လာတတ်သည်ဤတို့ဖြင့်သူအသက်16နှစ်အရွယ်အထိကြီးပြင်းလာခဲ့တော်လဲသူဤသေးငယ်ပြီးပေါ်ထွက်နေသောအယိုးများနှင့်ကလေးငယ်တဦးကဲ့သို့ဝိုင်းဆက်နေသောမျက်လုံးများကြောင့်သူ့ကိုအတက်ထပို၍နှုတ်နေစေသည်သူဘယ်မှာအိပ်ပြီးဘယ်မှာစားတလဲဆိုဒီမှာရွာသားများအတွက်ဗဟိတိတစ်ခုဖြစ်နေတော်လဲထို့ထက်ပိုထူးဆန်းသည့်အရာတစ်ခုရှိနေသည်တခါတွင်ကျောင်းဆရာတဦးတတိပြုမိသည်မှာတခါတရံတွင်ခိုများအားလုံးသည်မီးခိုးရောင်များဖြစ်နေတတ်ပြီးနောက်တစ်ခါတွင်မူခိုအများစုမှာရင်အုပ်တွင်အမ်းရောင်အစင်းများရှိနေတတ်ခြင်းဖြစ်သည်ထို့ပြင်တခါတရံတွင်ခိုဥယျာဉ်နှဲပါနေတတ်တော်လဲအခြားရက်များတွင်မူလမ်းမများနှင့်ဈေးတန်းများ၌ခေါင်းတငိမ့်ငိမ့်ဖြင့်အစာစိတ်နေသောငှက်များဖြင့်ပြည့်နှက်နေတတ်သည်နောက်ထပ်ထူးဆန်းသည်မှာခိုပေါက်ကလေးများကိုဘယ်တော့အခါမှမတွေ့ရခြင်းပင်ဖြစ်သည်ထိုလိုဝဲချက်ကိုပီတာတဦးတည်းသာတိပုံရတော့လဲအမေးများခံရသည့်အခါတိုင်းသူသည်ဦးကြောင်ကြောင်အပြုံးမျိုးကိုပြုံးပြကငှက်များကိုလိုက်လံမောင်းနှင့်နေဟန်ဖြင့်ချောင်ထွက်သွားတတ်သည်သူသည်နွားတင်းကုတ်တစ်ခုမှတစ်ခုသို့လဲ့လေကတိရစ္ဆာန်များ၏အစာခွက်ထဲမှဖိတ်ကျထားသောအစာများကိုလိုက်လံကောက်ယူလေးရှိသည်တခါတရံတွင်သူသည်အိမ်နောက်ဖေးလန်းကြားများအတိုင်းတွားရင်ညီတို့ကိုမှရည်ညွှန်းခြင်းမရှိပဲအန်ဒီငှက်ကလေးတွေအတွက်ပေါင်မုံအစာနာလေးတွေပေးပါအောင်ဗျာဟုအော်ဟစ်တောင်းခံတတ်သည်ထိုအခါပွင့်နေတော့ပတင်းပေါက်မှပေါင်မုံ6တစ်ဖက်လွင်ထွက်လာတတ်ပြီး၎င်းကိုသူဤအုတ်ထုတ်ထဲတွင်ဖုံးကွယ်ထက်လျက်ထွက်ခွာသွားတတ်သည်သူသည်စင်ရများသားကြားတွင်သာတရွရွခြောက်သွားတတ်သည်လူကုန်ထံများနေထိုင်ရာတောင်ကုန်းပေါ်တို့မူသူတစ်ခါမှမတက်ဘူးစေထိုအကြောင်းကြောင့်ပင်သူ့ကိုနောက်ချမ်းမိသူမရှိခြင်းဖြစ်နိုင်သည်လူအေးလေးပီတာသည်မိမိကိုမိမိမူကောင်းကင်ရန်ဤဘရင်တကားဟုမှတ်ယူထားသည်သူဤစိတ်အာယုန်ထဲတွင်သူသည်
ပြန်တန်းနိုင်သောတတ္တဝါအားလုံး၏သခင်ဖြစ်သည်လောကီပစ္စည်းဥစ္စာပိုင်ဆိုင်ထားသူတို့သာလောကီရေးရာတွေကိုပူပန်နေကြတော့လေပီတာကတော့ထိုတောကများကိုကြော်ခိုင်းထားသည်သူဟာကောင်းကင်ပြာနှင့်လေထဲဝဲပြန်နေသောနှက်ကလေးများ၏လွတ်လပ်သည့်ကဘာတွင်သာအချိန်ကုန်နေသူဖြစ်သည်ထိုကောင်းကင်ပြင်ကိုညီသူမှမလို့ရှင်ကြသဖြင့်သူဆောင်းသားသောအလကားရသည့်အုတ်ထုပ်ကဲ့သို့ပင်သူကပိုင်ဆိုင်လိုက်ခြင်းဖြစ်သည်သူသည်လေထုနှင့်ကောင်းကင်အကြောင်းကိုနားလည်ထားပြီးအရာအလုံးသည်သူနှင့်သာတက်ဆိုင်သည်သူသည်မိမိဘဝနှင့်စိမ့်တက်လာသောမြေပြင်ပေါ်တွင်မတက်မတာနေရတော့လေကောင်းကင်ယံဤဘိုးကျုံနှင့်သခင်ဖြစ်သည်ဟုမှတ်ယူထားသည်အပိုင်းနှင့်အရင်ဆုံးမြေကြီးကိုအနှဲငယ်ပွားအောင်လုပ်ရမည်ဟုအောက်ခြေအရာရှိတဦးကပြောလိုက်သည်မြေကြီးကအယမ်းမှနေရင်ရိုက်ချက်ကကြန့်ကြာသွားလိမ့်မယ်လင်မြန်တဲ့လှုပ်ရှားမှုနဲ့တွက်လက်တဲ့အစုံတက်ကမှပိုကောင်းတဲ့ရုပ်ရှင်ကားတကားဖြစ်စီမှာနောက်ထပ်ခေါ်ပြားတစ်ချောင်းတွက်ယူပြီးဝိုင်းတူးပေးစမ်းဟုဘိုးကြီးကအမိန့်ပေးလိုက်သည်စစ်သားနှစ်ယောက်သည်ဈေးတန်းရှိ4000ကွက်လက်တစ်ခုတွင်မြေတူးနေစဉ်ရုပ်ရှင်ရိုက်ကူးသူများကကင်မရာကိုတက်ဆင်ကအနေအထားညှိနေကြသည်ပေ20ခန့်အကွာတွင်စစ်သား6ဦးသည်စကားပြောကရီမောနေကြသည်တူးတာရက်လိုက်တော့ဟုဘိုးကြီးကအော်ပြောသည်တူးထားတဲ့မြေပွားတွေကိုကျင်းထဲပြန်ဖို့လိုက်စစ်သားများသည်အမိန့်အတိုင်းလှုပ်ဆောင်ကြသည်အစင်တင့်ဖြစ်ပြီလားဟုသူကရုပ်ရှင်ရိုက်သူများဘက်သို့လှည့်မေးသည်အစင်တင့်ပါပဲဟုပြန်ဖြေသည်ထို့နောက်ဘိုးကြီးကသူ၏တပည့်နှစ်ဦးကိုအမိန့်ပေးလိုက်သည်မင်းတို့ဒီဝင်းကျင်မှာတထောင်စားတစ်ယောက်လောက်တွားရှာခေါ်ခဲ့စမ်းစစ်သားများသည်တိုးအုပ်တဖွဲကြောက်ရွံ့နေတော့လူအုပ်ကြားမှတိုးထွက်ကဘေးလန်းကြားတစ်ခုတည်းသို့ဝင်သွားသည်ရှေ့လန်းရာကနန်းခန့်6ပြီးနောက်ဆုံးတွင်လူအေးလေးပီတာကိုတွေးရှိသွားကြသည်လိုက်ခဲ့စမ်းကောင်းလေးဘိုးကြီးကမင်းကိုအလိုရှိတယ်ဟုပြောကသူ၏လက်မောင်းများကိုဆွဲကင်ခေါ်ဆောင်သွားကြသည်ကျွန်တော်ကိုလွတ်ပါကျွန်တော်ဘာမှမလုပ်ပါဘူးကောင်လေးကရုန်းကန်သည်လိုက်ခဲ့စမ်းပါကွာငါ3ရက်သူတို့သည်ပီတာကိုရွာလေကွက်လက်တို့ခေါ်ဆောင်လာပြီးလက်ဆက်တူးဆွထားတော့ညီနှံ့ရနေသည့်နေရာတွင်ရက်လိုက်ကြသည်ထို့နောက်သူ၏လက်ထဲသို့ခေါ်ပြားတစ်ချောင်းထည့်ပြီးကသူ၏ကိုယ်ပိုင်တင်းချိုင်းကိုတူးခိုင်းလေတော့သည်စစ်သားများဖယ်ပေးလိုက်တော့အခါကြောက်လန့်တုန်ရင်နေသည့်ပီတာသည်သူရှိ၌အသင့်ပြင်ထားသည့်ကင်မရာကိုမြင်လိုက်ရသည်ထို့နောက်သူ့ကိုပြစ်တက်ဖို့တနတ်တွေကင်ပြီးအသင့်ဖြစ်နေသည့်စစ်သား6ယောက်ကိုလည်းတွေ့လိုက်ရသည်ရုပ်ရှင်ရိုက်ဖို့ကင်မရာလည်းစပြီးလဲပတ်နေပြီသူစမ်းဘိုးကြီးကဟိန်းဟောက်လိုက်သည်ကျွန်တော်တင်းချိုင်းမလို့ခြင်းဘူးဟုကြောက်ရွံ့ကခိုကလေးအချို့တိုးကပ်လာစဉ်ခြိုက်ကြီးတန်ငင်ပြောချသည်တုံရင်နေတော့ခေါ်ပြားဖြစ်မြေပွားများကိုတူးဆွရင်ကျွန်တော်တင်းချိုင်းမလို့ခြင်းဘူးဟုသူထက်ခါပြောနေမိသည်သူမျက်နှာပေါ်မှမျက်ရည်များသည်စီးကြောင်းငယ်များတစ်ဖွဲကျဆင်းလာခဲ့သည်သူသည်တစ်ဖက်တွင်မြည်သည့်အကြောင်းပြချက်မှမရှိပဲတေချင်းတရားကိုရင်ဆိုင်နေရပြီးအခြားတစ်ဖက်တွင်မူသူ၏ခိုကလေးများကကောင်းကင်ထက်သို့ပြန်တန်းနေကြသည်ရုတ်တရက်အချက်ပေးတံထွက်ပေါ်လာသည်တနတ်6လက်မှအသင်းမြောက်လိုက်ပြီးကြည်စံမဲ့ဖြစ်ကောင်လေးကိုဝိုင်းပစ်လိုက်ကြသည်ကြောက်လန့်တကြားဖြစ်သွားတော့ငှက်ကလေးများကကောင်းကင်ရံတို့ပြန်တက်သွားချိန်တွင်ပီတာဤပုံပြက်ပန်းပြန်ဖြစ်နေတော့ခန္ဓာကိုယ်လေးမှာတူးဆွထားတော့မြေနုများပေါ်လဲကျသွားခဲ့သည်ရန်ငွေများဆင်လာတော့အခါစစ်သားတဦးကအနားလို့လာပြီးအော်ပြောဒီမှာဟဲ့ငါတုံးထစမ်းမင်းမသိပါဘူးတို့တော့ကောင်လေးမှမူမြေကြီးပေါ်ရှိဂေါ်ပြားဘေးတွင်မျက်နှာအလျက်ခြိုက်ကြီးတငင်ငိုကြွေးနေလေသည်စစ်သားများကိုပြန်လဲလူစုခွဲလိုက်ပြီးဘိုးကြီးတီလည်းသူ၏မြင်းရထားပေါ်သို့တက်ကထွက်ခွာသွားသည်အန်မြူအာမှတိုးအုပ်ကဲ့သို့ကြောက်ရွံ့နေကြတော့ရွာသားများမှမူစစ်တပ်၏လေးကျင့်ရေးလှုပ်သွားတော့ထိုနေရာအနီးတို့မချင်းကပ်ရဲကြပြီခဏအကြာတွင်လေဓမားတဦးသည်မြင်းစည်း၍ရွာလေကွက်လက်ကိုဖျက်လိုက်ရင်ရက်လိုက်သည်ထို့နောက်ကောင်လေးကိုထူပေးကမငိုနဲ့တော့ပီတာရဒါကနောက်ပြောင်လာတတ်ပါမင်းမသေးပါဘူးကဲမင်းအုတ်ထုပ်ကိုကောက်လိုက်အောင်ကြည်စမ်းခိုးတွေအားလုံးကငါတို့နားမှာရှိနေတာပဲမင်းမသေးပါဘူးဟုချော့မော့ပြောဆိုသည်လေဓမားကြီးကကောင်လေးကိုဈေးတန်းနှင့်လမ်းကြားအတိုင်းတွဲခေါ်လာစဉ်ပီတာဤခန္ဓာကိုယ်မှာတစ်ကိုင်းကြောင်တစ်ခုကဲ့သို့ထုံထိုင်းနေခဲ့သည်ဦးကြောင်မလုပ်ပါနဲ့ပီတာရမင်းမသေးဘူးဆိုတာကြည်စမ်းပါဟောဒီမှာခိုးရီဟောဒီမှာကောင်းငင်ကြီးဟိုမှာလူးပါလာနေပြီသူငါတို့အတွက်စွတ်ပြုတ်တွေယူလာပေးလိုက်မယ်ထို့တော့ကောင်လေးမှမူမျက်ရည်အဝိုင်းသားဖြစ်နေမင်းကြီးကိုစောင်းခဲ့ကြည့်လျက်ရွှဲ့စောင်းနေတော့ဗဆက်ဖြစ်တိုးလေးရည်ရွတ်နေမိဒီမှာကျွန်တော်တင်းချိုင်းမလို့ခြင်းဘူးဟူ၍တာဖြစ်တော့သည်
အပိုင်း3ဘူကြီးတီငင်းရထားပေါ်တွင်နောက်တော့မီလျက်စီကရက်တလိတ်ကိုမီးကြီးလိုက်သည်တောင်ကုန်းပေါ်သို့ဆွဲတင်နေရသဖြင့်ငင်းများသည်တဟင်းဟင်းနာမုတ်နေကြသည်လူတွေကတေးရမှာကိုဘာလို့ဒီလောက်တောင်ကြောက်နေကြတာလဲသူ့ကိုယ်သူပြန်မေးမိသည်အများစုအတွက်တော့ဘဝဆိုတာဆွဲဆောင်မှုတိတ်ရှိတာလည်းမဟုတ်ပဲနဲ့ဒီလိုငတုံးလေးတယောက်ကအစတေချင်းတယောက်ကိုမြင်ရင်စင်စစ်နှက်ဆိုးကိုတွေးလိုက်ရတယ်လို့ကြောက်လန့်နေတတ်ကြတယ်ဒါပေမဲ့လည်းလူတိုင်းမှာတော့ကိုစီကြောက်တတ်တဲ့အရာလေးတွေရှိနေတာပဲလေတောင်ကုန်းပေါ်တို့တက်နေစဉ်မြင်းရထားသည်ဘေးပင်ညာတို့ရိုင်ထိုးနေသည်ဘူကြီးသည်သူဤဇနီးငယ်လေးအကြောင်းကိုအတွေးပြောင်းလိုက်သည်ဒါတွေအားလုံးကစိတ်ကူးရင်နေတာတွေပါငါတော့အဲ့လိုပဲထင်တယ်သူမရဲ့စိတ်ထဲမှာတင်ဖြစ်နေတာအခုလဲသူ့ကိုယ်သူစိုးရိမ်စိတ်တွေများပြီးဖြားနာအောင်လုပ်နေရဟုသူ့ကိုယ်သူရေရွတ်လိုက်သည်ဆရာဝန်ကလည်းသူပဲအကုန်သိတယ်လို့နဲ့တကယ်တော့ဘာမှမသိပါဘူးသူမကတိတ်ပြီးဖြူဖက်ဖြူရောဖြစ်နေတာအားစေးပေးတင်တာအခုတော့သူ့ကိုနောက်တစ်ခေါက်ထပ်ခေါ်ရအောင်မယ်ဒါတွေကဆရာဝန်တွေရဲ့လက်ကွက်တွေပဲလူတိုင်းကတော့ကိုယ့်အကျိုးကိုကြည့်ကြတာကြီးပါပဲဒါပေမဲ့ငါသူ့ကိုထပ်ခေါ်ပြီးပြောရမယ်သူမကတိတ်ဖြူဖက်ဖြူရောဖြစ်နေတော့အားစေးလေးနည်းနည်းပေးရင်ကောင်းမလားဆရာလို့အဲ့ဒီအခါသူကလည်းဟုတ်ကဲ့ပေးလို့ရပါတယ်ဘာမှတော့မဖြစ်စေပါဘူးလို့ပြန်ပြောမှာပဲဒါပေမဲ့ဒါကိုဖီရာမကြားအောင်ဆရာဝန်အိမ်ပြန်ခါနီးအပဝမှာကိုယ့်အင်ဂျီဝတ်နေရဲ့အချိန်ကြာမှပြောရမယ်မဟုတ်သေးပါဘူးသူမဖြူဖက်ဖြူရောဖြစ်နေရဲ့လို့ငါထင်နေတာကိုဗီဇာမကြားစီရဘူးကြားရင်သူမစိုးရိမ်စိတ်တွေဝင်ပြီးပိုဆိုးသွားလိမ့်မယ်အဲ့ခါကျရင်သူမအိပ်ရတဲ့ထက်လဲအောင်မယ်ဆရာဝန်ကလည်းထပ်လာအောင်မယ်အိမ်စီတွေကလည်းသူတို့စိတ်ကြိုက်ချောက်လုပ်ကြအောင်မယ်ဖီယာကတော့ပိုပြီးနေမကောင်းဖြစ်စိတ်တွေပူနုပြီးတော့ရောက်ပါပြီခမညာဟုရက်ထားမောင်းဓမားကလမ်းអော်လိုက်တဲ့ဖြစ်ဘူကြီးသည်သူ၏အိမ်ရှိမြက်ခင်းပြင်ပေါ်သို့ဆင်းလိုက်သည်အိမ်ကြီးကိုကြောက်တုံးများဖြင့်တိဆောက်ထားပြီးဘီတုကလက်ရမှာရိုးရှင်းတော်လဲရဲတိုက်တစ်ခုကဲ့သို့ခိုင်ခန့်တောင့်တင်လာသည်ဘူကြီးအိမ်ထဲသို့ဝင်သွားချိန်တွင်ဗီရာသည်ပီယန်နိုခလုတ်ပေါ်တွင်သူမ၏လက်ကလေးများကိုအသာအရာတီးခတ်နေလေသည်ကိုရောက်ပြီးမေရဲ့ဟုသူကလမ်းអော်ပြောလိုက်တော့သူမလန့်ဖြန့်သွားသည်မောင်ပြန်လာတာဝမ်းတာလိုက်တာဟုပြောရင်သူမကသူ့ထံသို့လျှောက်လာသည်သူမ၏ဖြူဖက်ဖြူရောဖြစ်နေတော့ဦးကောင်းလေးကိုတစိမ့်များဖြစ်ဝေစာနေတော့ဘိုကြီးရင်ဘတ်ပေါ်မှာမိတင်လိုက်ပြီးဒီမှာတယောက်ထဲနေရတာကျမကြောက်တယ်ဟုညီးတွားလိုက်သည်ဒါပေမဲ့အိမ်စေတွေရှိတာပဲမိရဲ့သူတို့ကဘယ်ရောက်ကုန်လို့လဲအိုးအိမ်စေတွေကအဖော်မရပါဘူးခဲပါမိရဲ့ဘိုကြီးကသူမကိုအตาအရာချောမော့ရင်ပြောလိုက်သည်ဘာမှကြောက်စရာမရှိပါဘူးဒါတွေအားလုံးကစိတ်ကူးရင်နေတာတွေပါဒါပေမဲ့ကျမစိတ်တွေအရန်ကြောက်ကြက်ဖြစ်နေတယ်လာပါမီရဲ့လက်ဖက်ရည်တောက်ကြစို့ကိုမင်းကိုရဲစရာပုံပင်တစ်ပုတ်ပြပြမယ်မကြမီတွင်သူတို့သည်စပွဲ၌ထိုင်၍လက်ဖက်ရည်တောက်ကြရင်သူ၏ပုံပင်ကိုစတင်ပြောပြလေသည်မေတိလားကိုတို့ကဒီအတိတ်ပဲမရှိတဲ့နိုင်ငံရေးစကားဝိုင်းတွေနဲ့ပြည်သူ့ကော်မတီဆိုတာတွေကိုအဆုံးသတ်ပြစ်တော့မယ်တောင်းစားတဲ့သူတွေကအစကော်မတီတွေဖွဲ့ပြီးသူတို့စိတ်ကြိုက်ချောက်လုပ်နေကြတာအရက်ပတ်အာဏာပိုင်တွေစစ်တပ်အာဏာပိုင်တွေဆိုတာသူတို့အတွက်ဘာမှမဟုတ်တယ်လို့ဖြစ်နေပြီ။အိုးကျမကတော့တောင်းစားတဲ့လူတွေကိုမြင်ရင်တိတ်ကြောက်တာပဲ။လှပတော့ဗီရာကဂျားဖြတ်ပြောလိုက်။ကောင်းပြီလေမေမကြခင်မှာကြောက်စရာဘာမှရှိတော့မှမဟုတ်ပါဘူး။ဒီမနက်တင်ဌာနချုပ်မှာဝါဒဖြန့်ချီရေးကောင်စီတစ်ခုဖွဲ့လိုက်ပြီ။မေဘလို့ထင်လဲ။ဒီမနက်မှာပဲကိုရိုမျိုးရဲ့စနစ်တကျရှိမှုကိုရုပ်ရှင်ရိုက်ဖို့လူနှစ်ယောက်ကင်မရာတွေနဲ့ရောက်လာကြတယ်။ညနေပိုင်းမှာတော့တင်ကန်းစာပေးတဲ့ရုပ်ရှင်တကားကိုရိုက်ခဲ့ကြတယ်။ကိုကစစ်သားတွေကိုရွာထဲစစ်ကြောင်းထိုးခေါ်သွားပြီးကျင်းတစ်ခုတူးခိုင်းလိုက်တယ်။အဲ့ဒီနောက်မှာတော့ရုပ်ရှင်ရိုက်နေရင်းနဲ့တထောင်းစားတယောက်ကိုသူ့တင်ကြိုင်သူ့ကိုယ်တိုင်တူးခိုင်းလိုက်တယ်။သူတူးတာတော်လောက်ပြီဆိုမှကိုကအချက်ပေးလိုက်တော့တနက်ကင်တပ်ဖွဲတွေကတနက်တွေမြောက်လိုက်ပြီးဝိုင်းပစ်လိုက်ကြတာပေါ့။ဘာလို့သူ့ကိုတက်လိုက်တာလဲ။မဟုတ်ပါဘူးမေရဲ့။ကိုတို့ကတက်ရှင်ဟန်ဆောင်လိုက်တာပါ။ကြီးစံတွေတဲကထိတ်ဘူးတွေကိုထုတ်ထားဖို့ကိုတိုင်တိချာကြက်မှတ်ခဲ့တာဒါပေမဲ့ကိုတို့ကအဲ့ဒီတောင်းစားရဲ့လူကိုသူတကယ်သေးမှမဟုတ်ဘူးလို့ကြိုပြောလို့မရဘူးလေဘာလို့လဲဆိုတော့ရုပ်ရှင်ကတကယ်အစ်စ်တိုင်းဖြစ်နေစေချင်လို့ပဲကြိုပြောထားရင်သူကကြားထဲမှာထွက်ပြေးသွားပြီးရုပ်ရှင်ကိုဖျက်ဆီးပစ်နိုင်တယ်လေကဲမေအချင်းချုပ်ပြောရရင်တော့အဲ့ဒီငသုံးတထောင်းစားကသူ့ကိုယ်သူတကယ်တတ်ခံရတယ်ထင်ပြီးကျင်းထဲကိုလဲကျသွားရှာတယ်တကယ်ကိုကောင်းတဲ့ရုပ်ရှင်ကတကားဖြစ်လာမှာပါပတ်ဝန်းကျင်ကမြို့တွေအားလုံးမှာတင်ကန်းစာပေးရဲ့အနေနဲ့ပြသသွားမှာလေရုပ်ရှင်ကားမစခင်မှာစာတန်းထိုးလိုက်မယ်အဲ့ဒီစာတန်းကဒါဟာစစ်တပ်အာဏာပိုင်တွေကိုစန့်ကျင်နိုင်တယ်ထင်နေတဲ့ငသုံးတယောက်ရဲ့အဖြစ်ပဲဆိုပြီးပေါ်လာလိမ့်မယ်ဒီစာသားကိုကိုတိုင်အကြံပေးခဲ့တာ
အဲ့ဒီနောက်မှာတော့တရောင်းစားကသူ့တင်းကြိုင်းသူတူးနေတဲ့ရုပ်ရှင်ကိုပြမှာပေါ့ဒါဟာလမ်းမရောက်နေတဲ့လူတွေအတွက်ကြီးမားတဲ့သင်ခန်းစာနဲ့ပညာပေးတစ်ခုဖြစ်လာလိမ့်မယ်တနိုင်ငံလုံးကိုလည်းဖြန့်ဝေသွားမှာအကျိုးရလဒ်ကကောင်းမွန်ပြီးဌာနချုပ်ကလည်းသဘောကျတယ်ဆိုရင်ကိုနောက်ထပ်ဂုဏ်လူဆောင်ပွဲတစ်စိတ်တစ်ခုများထပ်ရမလားဒါမှမဟုတ်ယာတူးတိုးမလားဆိုတာဘယ်သူပြောနိုင်မလဲမိရဲ့အခုခေတ်ကအရာရာတိတ်ကိုအပြောင်းလဲမြန်တာကိုဟုဘိုလ်ကြီးဒီသူ့ဇနီးငယ်ဤဖြူဖက်ဖြူရောလက်ကလေးကိုစုပ်ကင်လိုက်ပြီးပြောလိုက်သည်ဖီရာမော့ကြည့်ပြီးပြောလိုက်သည်မှာတိလားတကယ်လို့အဲ့ဒီလိုအဖြစ်မျိုးကျမအပေါ်တာတက်ရောက်လာမယ်ဆိုရင်ကျမတော့တည်သွားမှာပဲထင်တယ်ဟူ၍ဖြစ်သည်အထိပ္ပယ်မရှိအိမ်မပြောစမ်းပါနဲ့ထိုတို့ဖြစ်လာနိုင်ကြီးကိုတွေးမိယုံဖြစ်ဘိုလ်ကြီးကဒေါသတကြီးပြန်ပြောလိုက်သည်မင်းအပေါ်မှာအဲ့ဒီလိုဘလို့လို့ဖြစ်နိုင်မှာလဲအိုးတကယ်လို့တော်လိုင်းရေးဓမားတွေကအာနာရလာပြီးတော့တကယ်လို့များပေါ့လေကောင်းငင်ကြီးကပြိုကျလာမယ်ဆိုရင်လေတကယ်လို့ဘောဟုသူကစကားဖြတ်ပြောလိုက်ပြီးသူအင်းနုနယ်လာပါတော့ဗီရာကိုကြည့်ကပြုံးလိုက်သည်အပိုင်းလေးပီတာဒီလူပပြင်ဆင်ပေးထားတော့စွပြုတ်ကိုစားရညင်းဆန်ခဲ့သည်သူဒီနွားတင်ကုတ်အပေါ်ထပ်တို့တတ်သွားပြီးအိပ်ပျော်သွားသည့်တိုင်အောင်သူဤနှက်ဆိုင်ပြီးညင်းငွေဖွယ်ကောင်းသောလေတံဖြင့်ကျွန်တော်တင်းကြိုင်းမလို့ခြင်းမူဟုတာတတွတ်ရည်ရွတ်နေသည်သူဒီမြင့်မာသောနေရာတနေရာတွင်ရက်နေသည်ဟုမြင်မှတ်သည်သူ့အထက်တွင်ပြားလဲ့နေတော့ကောင်းကင်မျက်နှာချက်ကြီးတည်ရှိနေသည်သူဤပပတ်လည်းမိုးကုတ်ဆောက်ဝိုင်းတစ်ခုလုံးမှာပင်လယ်ရေမြုပ်တွေလိုဖြူဖွေးနေသည့်ဆောက်ဝိုင်းကြီးတစ်ခုကဝိုင်းပတ်ထားတယ်လို့မြင်နေရသည်တဖြည်းဖြည်းနဲ့ထိုဆောက်ဝိုင်းသည်သေးငယ်လာပြီးတောက်ပတော့ရောင်ကြီးတော်ဝိုင်းတစ်ခုကဲ့သို့အသက်ဝင်လှုပ်ရှားလာသည်၎င်းသည်ပုံမနီးကပ်လာသောအခါတွင်ခိုးပြူကလေးရာပေါင်းများစွာဖြင့်ဖွဲ့စည်းထားကြောင်းသိလိုက်ရသည်မကြာမီတွင်၎င်းတို့သည်သူရက်နေသောမြင့်မားသည့်နေရာကိုဝိုင်းရံကနီးကပ်လာကြသည်အတောင်ပံခတ်တံများကိုစီတီးတံများကဲ့သို့ကျဲလောင်စွာကြားနေရသည်ထို့နောက်ရုတ်တရက်ထိုဆောက်ဝိုင်းကြီးပြတ်တည်သွားပြီးပြာလဲ့သောကောင်းကင်ပြင်တွင်မိခိုးများတစ်ဖွဲ့ပြန်တက်သွားကြသည်၎င်းတို့သည်အံ့ဩစရာကောင်းလောက်အောင်လင်းမြန်စွာမြင့်တက်သွားပြီးကောင်းကင်ပြင်ကြီးကိုဖောက်ထွင်းသွားကကွင်းပြင်မှပျောက်ကွယ်သွားကြသည်သူဤဥကောင်းအထက်တွင်ဘာမှမရှိတော့မိခိုးရောင်အပေါဝကြီးတစ်ခုသာကျန်ရစ်ခဲ့သည်ကောင်းကင်ဘုံတို့တွားရလမ်းပေါက်ကြီးတစ်ခုပင်ဖြစ်သည်ထိုအခါအရက်မျက်နှာအသီးသီးမှကျဲလောင်သောစုညံတံများထွက်ပေါ်လာသည်စူးချသောလေရွှွန်တံများတကြီးကြီးနှင့်တကြုံကြုံမြည်တံများမှလည်းအတောင်ပံခတ်တံများနှင့်အတူရောနှောကပွက်လောရိုက်နေတော့သည်ထို့နောက်ကောင်းကင်ပြင်ကြီးမောင်မဲသွားသည့်အထိအပေါ်တို့အဟုန်ဖြစ်ပြန်တက်သွားကြသည်ပီတာသည်မိမိကိုမိမိမြင့်မာသောစင်မြင့်ထမ်းမှနေ၍သူဤတိုင်းသူပြည်သားများကိုကြည်ချူစစ်ဆေးနေတော့ဘရင်တပားကဲ့သို့မြင်နေရသည်သူဤပပတ်လေတွင်အမွေးအတောင်ရှိတော့ကောင်းကင်သူရဲကောင်းများပြန့်နေကြသည်တင်းငယ်သောစာကလေးငတ်များမှအစကြီးမားသောအေဘာထရောငတ်ကြီးများအထိအားလုံးသည်လွတ်လပ်ခွင့်ရရှိသွားကြပြီဖြစ်က၎င်းတို့သည်ကောင်းကင်ဘုံရှိအပဝါမှတဆင့်အပေါ်တို့မတက်လမ်းမီကောင်းကင်ရန်ဤသခင်ဖြစ်သောသူ့ကိုဂါရဝပြုနှုတ်ဆက်သွားကြသည်၎င်းသည်အလွန်ခမ်းညားထဲဝါပြီးလာပတော်မြင်ကွင်းတစ်ခုပင်ဖြစ်သည်နောက်ဆုံးတွင်သူတို့အားလုံးထွက်ခွာသွားကြပြီးနောက်သူသည်သူရက်နေသောနေရာမှနေ၍နောက်ဆုံးအကြိမ်ပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်သည်ထို့နောက်သူ၏လယ်ပင်ကိုဆန့်ကဘာမျှမရှိသောအပေါဝကြီးဘက်သို့မျက်နှာမူလိုက်ပြီးအတောင်များတက်ဖွယ်လက်မောင်းတွေကိုခတ်လိုက်ပြီးစိတ်လှုပ်ရှားပွဲခံစားချက်နှင့်အတူကောင်းကင်ဘုံတို့လွတ်လပ်စွာပြန်တန်းနိုင်ခဲ့ပါပြီတနာစရာပီတာနိုးလာသောအခါတွင်မူသူသည်နွားတင်းကုတ်အပေါ်ထပ်တွင်သာရှိနေသေးပြီးရက်ဆက်လာသောဘဝအစစ်အမှန်နှင့်ရင်ဆိုင်လိုက်ရပြန်သည်သူသည်ပဒင်းပေါက်ငယ်လေးကိုဖွင့်လိုက်ပြီးနောက်ခိုလောင်အိမ်များကိုလည်းအကုန်ဖွင့်ချလိုက်လေတော့သည်ညင်းနက်တကောင်ရံတွင်ပီတာသည်နွားတင်းကုတ်တစ်ခုပြီးတစ်ခုတို့တရွေ့ရွေ့တွားကလဲတန်းများအောက်မှငုံရှိုးဝင်ရောက်ခြင်းအိပ်ပျော်နေတော့မြင်းများဤရှရောက်များကြားမှဖြတ်ကျော်ခြင်းများပြုလုပ်ကငှက်များရှိနိုင်သည့်တကားများတစ်တာများနှင့်စီပိုင်းများကိုပါလိုက်လံဖွင့်လှစ်ပေးခဲ့သည်သူသည်ချုံနှောင်ခံထားရတော့ရင်းအုပ်ဖောင်ဖောင်ငှက်ကလေးများကိုလွတ်လပ်ခွင့်ပေးနေခြင်းဖြစ်သည်အမ်မြူအငယ်ကလေးသည်နှစ်ချိုက်စွာအိပ်ပျော်နေစဉ်အတောင်ပံခတ်တံများနှင့်အတူငှက်အုပ်ကြီးများရွာထဲသို့လွှမ်းမိုးဝင်ရောက်လာခဲ့သည်စိတ်နှုလွန်းလာတော့ဗီရာတဦးတည်းသာလျှင်မနာမနေအတောင်ပံခတ်နေတော့ထိုညင်းငွေပွဲအတန်းများကြောင့်အိမ်မရပဲဖြစ်နေခဲ့သည်ယခုဆိုရင်ခုများနှင့်ပတ်သက်သည့်လှုပ်ဝက်ဖုံးကွယ်မှုများမရှိတော့ကြအပိုင်းငါမနှက်ရောက်သောအခါလမ်းမများပေါ်တွင်
ရင်အုပ်အပန်းရောင်ခိုများတာမကမိခိုးရောင်ခိုများပါပြင်းနှက်နေသည်ထို့အပြင်အံမြွာသားများတခါမှမမြင်ဘူးတော့ခိုမျိုးစိတ်များကိုလည်းတွေ့ရသည်ညီဒီဘတ်တို့လက်ကြည့်သည်ဖြစ်စေခိုများကိုသာတွေ့နေရတော့သည်မြေပြင်ပေါ်တွင်၎င်းမိုးကောင်းရံတွင်၎င်းအိမ်မိုးပေါ်တွင်၎င်းခိုများဖြင့်ပြင်းနှက်နေသည်၎င်းတို့မှလည်းအယောင်အတွေးစုံလင်နေပြီးခေါင်းဆောင်ပြောင်းနေတော့ငှက်အုပ်ကြီးများတစ်ဖွဲဖြစ်နေတော့သည်ငှက်သုံးလေးပီတာသည်ရုပ်ရုပ်တဲတဲပြန်တန်းနေတော့ငှက်အုပ်ကြီးများကိုအဖြူရောင်အလံလေးတစ်ခုဝေ့ရန်ပြရင်လမ်းများပေါ်တွင်ပျော်ရွှင်စွာပြေးလွှားနေခဲ့သည်သူအလံဖြူဝေ့ရန်နေပုံမှာကောင်းကင်ရံနှင့်စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုနေတကယ်တော့ပင်မြည်သည့်အကြောင်းကြောင့်ရမရှိပဲတောင်ကုန်းပေါ်ရှိဘိုးကြီးဤကြောက်အိမ်ကြီးအမိုးနှင့်ခေါင်းတိုင်ပေါ်တွင်ငှက်အုပ်များအမြောက်အများလာရောက်ခိုအောင်ကြသည်ညနေဆောင်တွင်ချစ်စပွဲကောင်းသောဗီရာသည်ပီယန်နိုတီးနေစဉ်သူမဤဂီတစာရွက်ပေါ်သို့အမဲရောင်အရေးတစ်ခုကျလာပြီးအပြင်မှကုတ်ချစ်တတ်နေသည့်အတန်များလည်းထွက်ပေါ်လာသည်သူမလှည့်ကြည့်လိုက်သောအခါပဒင်းပေါက်တစ်ဖက်တွင်နွယ်ပင်များကိုတွေ့ကပ်၍ခက်ခဲရင်ရင်တက်နေတော့လူငယ်တယောက်ဤပုံရိပ်ကိုမြင်လိုက်ရပြီးဆူဆူဝါးဝါအော်ဟစ်လိုက်ကအခန်းထဲမှမိဖို့ကြောင့်တို့ပြေးထွက်သွားတော့သည်လူတယောက်အိမ်ပေါ်ကိုတက်နေတယ်မြန်မြန်ရဲတွေကိုတွားခေါ်ကြစမ်းဟုသူမကအိမ်စီများကိုအော်ပြောလိုက်သည်သူမသည်နားနှစ်ဖက်ကိုလက်ဖြစ်အုပ်ထားရင်အိမ်စီများနှင့်အတူမိဖို့ကြောင့်တွင်စောင့်နေခဲ့သည်မကြမီရဲအရာရှိနှစ်ဦးရောက်ရှိလာပြီးအိမ်ထဲသို့တခိုးဝင်သည်ဟုကြားသိထားတော့လေအမိုးပေါ်တွင်ခေါင်းတိုင်ကိုမိထိုင်လျက်အလံဝိရန်ကငှက်များကိုအချက်ပြနေတော့ငှက်သုံးလေးပီတာမှလွဲ၍ဘာမှမတွေ့ရပေသူကဘာမှအန်တီရမရှိပါဘူးကျွန်တော်သူ့ကိုအောက်ဆင်းလာအောင်လုပ်ပေးလို့မရအောင်မမလေးကျွန်တော်ကရဲပါမိတက်မဟုတ်ဘူးဟုအရာရှိကပြောပြီးထွက်သွားကြရာဗီရာမှာအိမ်စီနှင့်ကြံရစ်ခဲ့သည်မကြမီဘိုးကြီးပြန်ရောက်လာပြီးလက်မောင်းများဝေ့ရန်ကဒေါဒတကြီးအော်ဟစ်တော့သည်ထို့တော့ပီတာမာမူခေါင်းတိုင်ကိုကြောမိထိုင်လျက်ခိုးပေါက်ကလေးနှစ်ကောင်ကိုသူဤမျက်နှာနာတို့ကတ်ထားသည်သူ့ပါးစပ်မှာမှုတ်ထုတ်လိုက်သည့်ရေမုံရေမွားကလေးများကိုခိုးကလေးတွေကစိတ်ဖောက်ပြီးရေတောက်နိုင်ရန်သူကပြုလုပ်ပေးနေခြင်းဖြစ်သည်ငါအိမ်ပေါ်ကစင်းစမ်းတောင်းစားတဲ့ကောင်ထို့တော့ထိုအော်ဒန်သည်ပီတာဤပပတ်လေတွင်တစတစပုံမများပြားလာတော့ငှက်ကလေးများကိုပင်ခြောက်လက်နိုင်ခြင်းမရှိခဲ့ပေနောက်ဆုံးတွင်ဘိုးကြီးသည်အိမ်ထဲသို့ဝင်ကတနက်အိတ်ထဲမှရိုင်ဖယ်တနက်ကိုထုတ်ယူလိုက်သည်တို့တော့ဗီရာသည်ထိုင်ကုန်မှထလာပြီးမျက်ရည်ဝိုင်းလျက်မလောက်ပါနဲ့ဖျားသခင်မြင်ပါလိမ့်မယ်ဖျားသခင်ကျမတို့ကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးပြီးတော့ဒီကောင်လေးကဘာအန်တီရဲ့ပေးလို့လဲသူကျမကိုခြောက်လန့်ဖို့ရည်ရွယ်တာမဟုတ်ဘူးဆိုတာသိကြပါတယ်အဲ့ဒါကိုတင်လိုက်ပါမောင်ရဲ့မောင်အဲ့ဒီလိုလုပ်ရင်ဖျားသခင်ကျမတို့ကိုခွင့်လွှတ်မှာမဟုတ်ဘူးဟုတာနစ်ရှာသည်လှပတော်ဗီရာဤတောင်းပန်တူရှိုသောမျက်ရည်များကိုဘိုးကြီးမှလည်းမငင်းဆန်နိုင်ခဲ့ပါမင်းပြောတာမှန်ပါတယ်မိရဲ့သူငါတို့ကိုဘာအန်တီအမမပေးနိုင်ပါဘူးဟုသူကနောက်ဆုံးတွင်သဘောတူလိုက်လေတော့သည်ထိုညတွင်အမိုးပေါ်၌လှုပ်ရှားတံများဖြင့်စူညံတံတချို့ရှိခဲ့သည်ဗီရာနိုးလာတော့ခဏအကြာတွင်အရာအလုံးပြန်လဲတိတ်ဆိတ်သွားခဲ့သည်အိမ်ကြီးတအိမ်လုံးတွင်ကြောက်မက်ဖွယ်ကောင်းလာတော့တိတ်ဆိတ်ခြင်းကလွမ်းမိုးထားပြီးသူမ၏တစ္ဆာရှိလာတော့စစ်ဘိုခင်ပွန်း၏ပြင်းထန်သောအတက်ရှူတံကိုသာကြားနေရသည်သူမသည်မနှက်မိုးလင်းသည့်တိုင်အောင်မအိပ်ပဲစောင့်နေခဲ့ပြီးအစေခံများနိုးလာမည့်အတန်ကိုကြားရမှသာစိတ်သက်သာရာရတော့သည်ထို့နောက်စိတ်အပန်းဖြေရန်ပီယန်နိုတီးခတ်နေဟုတွေးကအဝတ်အစားခတ်ပါပါလဲလျက်ဧကန်တို့ဆင်းလာခဲ့သည်သူမသည်ပီယန်နိုကိုဖွင့်သည်ထို့နောက်ပဒင်းပေါက်တကားကိုဖွင့်လိုက်သည်ထို့အခါမြေပြင်ပေါ်တွင်မျက်နှာကိုအထက်တိုးမော့လျက်တေဆုံးနေသောပီတာကိုတွေ့လိုက်ရသည်ပီတာဤကလေးငယ်တဦးကဲ့သို့ဝိုင်းဆက်နေသောမျက်လုံးများသည်ကောင်းကင်ရံတို့စိုက်ကြည့်နေပြီးသူဤငှက်ကလေးများမှလည်းဝမ်းနေဖွယ်အုပ်စုငယ်ကလေးများဖွဲ့ကပတ်လေတွင်ဝိုင်းထားသည်ကန်ဆိုးလာသောဗီရာသည်မိဖို့ကြောင့်တို့တဖန်ပြေးဝင်သွားပြီးရဲများကိုအမြန်ခေါ်ခိုင်းလိုက်သည်ထို့နောက်သူမမြင်တွေ့ခဲ့ရသောမြင်ကွင်းကြောင့်ထိတ်လန့်တုန်လှုပ်စွာဖြင့်ခင်ပွန်းဖြစ်သူကိုတွားရောက်နိုးလေသည်တနာရီခန့်အကြာတွင်ရွာမှစင်းရဲသားများရောက်ရှိလာကြပြီးအလောင်းကိုတည်ဆောင်သွားကြသည်လူပါသည်တန်းစီလဲလှယ်မှုကိုခိတရက်ခိုင်းကတေဆုံးသွားသောကောင်းကင်ရံသခင်လေးဤဖြူရော့နေသောနဖူးပြင်ကိုနမ်းဆိုင်ခါဂါရဝပြုခဲ့သည်လူအုပ်ကြီးတောင်ကုန်းပေါ်မှဆင်းသွားချိန်တွင်ခိုအုပ်ကြီးများမှဝိုင်းရံပြန်တန်းလျက်လိုက်ပါသွားကြလေသည်ဗီရာသည်ဖျားနာကအိပ်ရာထဲလဲသွားခဲ့သည်
လူပါဤထမင်းချက်မိန်မကမူဈေးတန်းတွင်ဘိုကြီးသည်သူမဤငှက်ဘိုချုပ်လေးကိုတက်လိုက်ခြင်းဖြစ်ကြောင်းမျက်ရည်ဆက်လက်ဖြင့်လူတိုင်းကိုပြောပြနေတော့သည်အခုတော့အဲ့ဒီငှက်လေးတွေကိုကြည့်ပေးမဲ့သူမရှိတော့ဘူးသူတို့တွေနေရာတိုင်းမှာညစ်ပတ်အောင်လုပ်ကြတော့မယ်လူတွေကလည်းဒီကနေရွှေ့ပြောင်းရတော့မယ်သူဟာခိုကလေးတွေစီကပေါင်မုံအစအနလေးတွေကိုနောင်လူယူတတ်တဲ့လူဆိုတယောက်ပဲသူ့မှာကလေးတွေရှိရင်လေအဲ့ဒီကလေးတွေပဲတနာစရာကောင်းတော့မှာဟုဆိုလေသည်ကောင်းကင်ရံတွင်မူငှက်အုပ်ကြီးမှာဘဲဥပုံစံဝိုင်းရံပြန်တန်းနေကြသည်ထိုဘဲဥပုံကွေပတ်ရာအစွန်းတစ်ဖက်စီတို့ရောက်တိုင်းခိုများသည်တောင်ပံများကိုပြင်းထန်စွာခတ်ကြသည်သူတို့သည်လေဓမားကြီးအိမ်ပေါ်နှင့်တောင်ကုန်းပေါ်ရှိကြောက်အိမ်ကြီးပေါ်တွင်ဝမ်းနှဲဖွယ်အတန်များထွက်ပေါ်အောင်ဝိုင်းရံပြန်တန်းနေကြသည်တနေ့ကုန်ထိုအတောင်ပံတန်များသည်လှပသောဗီရာ၏နားထဲတွင်စီတီးတန်ကဲ့သို့မြည်ဟီးနေတော့သည်ညနေပိုင်းတွင်ဘိုကြီးသည်ဆရာဝန်ကိုခေါ်လိုက်ရသည်တညလုံးလည်းထိုထိမ့်မနိုင်တိမ်မရတော့ငှက်အုပ်ကြီးသည်မြို့ကိုဝိုင်းရံကတောင်ပံခတ်တန်တရှူးရှူးမိတံများဖြင့်ပတ်ချလဲပြန်တန်းနေခဲ့ကြသည်နောက်တစ်နေ့တွင်ဗီရာ၏အရှိအနေပုံမိုဆိုးရွားလာသည်လူပါဤထမင်းချက်မိန်မကလည်းဘိုကြီးသည်သူမဤကောင်းကင်ရံတခင်လေးကိုတတ်လိုက်ခြင်းဖြစ်ကြောင်းဈေးထဲတွင်ဆက်လက်ပြောဆိုနေသဖြင့်အလုတ်တမားတုံးဥပဝင်တော့ကော်မတီတစ်ခုကထိုကိစ္စကိုစုံစမ်းစစ်ဆေးရန်ဆုံးဖြတ်လိုက်ကြသည်သူတို့သည်တောင်ကုန်းပေါ်သို့တွားကြတော့လဲကျောင်းဆရာကိုပါခေါ်ဆောင်ရန်လမ်းတွင်ခိတဝင်ခဲ့ကြသည်ထို့တော့ကျောင်းဆရာမမို့အနောက်အချက်မခံခဲ့ပြီသူသည်တငယ်ချင်းတဦးနှင့်စစ်သူရင်ကစားနေပြီစပွဲကိုလက်ချောင်းဖြစ်ခောက်လျက်တကယ်လို့သူကနေရုပ်လေးကိုနှောက်ချက်လိုက်ရင်တော့သူ့ရဲ့မိဖုရားကိုဆုံးရှုံးရလိမ့်မယ်ဟုတာထက်ခါတလဲလဲပြောနေလေသည်ကော်မတီဖွဲ့များကတောင်ကုန်းပေါ်သို့ဆက်သွားစဉ်ဆရာဝန်၏မြင်ရထားကသူတို့ကိုကြော်တတ်သွားသည်နောက်ဆုံးတွင်သူတို့သည်ကြောက်အိမ်ကြီးတို့ရောက်ရှိသွားကြရာဆရာဝန်သည်ဧည့်ခန်းထဲတွင်စီကရက်တောက်လျက်ဟိုဟိုဒီဒီရှောက်နေသည်ကိုတွေ့ရသည်သူသည်ဘိုကြီးကိုဘာမှမပြောရသေးချေအပေါ်ဓာတ်တွင်မူဗီရာ၏မောင်မဲတော့အခန်းထဲ၌ဘိုကြီးသည်ကတင်ဘေးတွင်တူးထောက်နေသည်မေးတိလားကိုမင်းကိုဖုံးကွယ်တာဘာမှမရှိပါဘူးဒါပေမဲ့ဟိုနေ့ကကိုပြောခဲ့တဲ့အဲ့ဒီတောင်းစားတဲ့သူအကြောင်းမှာကိုမင်းကိုပြောပြတင်တာကမေးကိုစကားတွေနားထောင်နေရဲ့လားအဲ့ဒီကောင်လေးကခိုးတွေနဲ့အတူနေနေတဲ့တနာစရာကောင်လေးဖြစ်နေတယ်ဆိုတာပဲကိုတို့တွေအပြစ်ပေးခံနေရပြီမေနားထောင်နေရဲ့လားဖះသခင်ကကိုတို့အပြစ်ပေးသွားပြီအခုမေနေကောင်းအောင်လုပ်နော်ပြီးရင်ကိုတို့ဒီကနေထွက်သွားကြမယ်တိတ်ဆိတ်တဲ့နေရာကိုတွားကြမယ်လေမေကိုစကားကြားရဲ့လားဖီရာမင်းကိုကြားရဲ့လားကိုချစ်သူလေးရဲ့အခုအိတ်မပြောလိုက်ပါနဲ့အောင်ပြောပါအောင်ဆရာဝန်ကဘာပြောတော့လဲဖီရာထပါအောင်တို့တော်လေတင်မင်းဤလက်သည်ဖီရာဤအပေါ်တို့ဖြတ်တန်းသွားခဲ့လိပြီကောင်းကင်ရဤတခင်လေးသည်တင်းချိုင်းကိုမလိုအပ်ခဲ့တယ်လို့လည်းမလိုချင်ခဲ့ပါတို့တော်လေသူတို့သည်မြို့အစွန်တွင်သူ့အတွက်ကျင်းတစ်ခုကိုတူးပေးခဲ့ကြသည်သူ၏ခိုကလေးများကကောင်းကင်ရံတွင်ဝန်းရံပြန်တန်းလျက်ရွာသားများသည်ပီတာ၏ကွေးကောက်နေသောခန္ဓာကိုယ်လေးကိုစန့်တန်းပေးကကျင်းမြောင်သောတစ်တာငယ်လေးတို့ထည့်သွင်းလိုက်ပြီးမြေမြုပ်တချို့ပေးခဲ့ကြသည်စင်ရဲသားရွာသားများကသူ့အတွက်တင်းချိုင်းကူလေးတစ်ခုဖန်တီးပေးခဲ့ကြတော့လေသူသည်ထိုအထဲတွင်ဘယ်တော့အခါမှရှိမနေခဲ့တဲ့ဖြစ်သူ့အတွက်ထိုကူမှမလိုအပ်ခဲ့ပါချေအခုတင်ဆက်ပေးခဲ့တာကတော့ Manuel Conroff ရဲ့ The Little Master of the Sky ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်။အာနာရှိသူတွေရဲ့မစင်မကျန်စနှောက်မှုတွေနဲ့ရက်စက်မှုတွေဟာအပြစ်မဲ့ပြည်သူတွေရဲ့ဘဝကိုဖျက်ဆီးယုံတင်မကပဲမိမိကိုယ်တိုင်စီကိုလည်းမထင်မှတ်ထားတဲ့ပုံစံနဲ့ပြန်လည်ဝတ်လည်တတ်ကြောင်းဖော်ပြထားပါတယ်။အားလုံးပဲဝတ္ထုတိုလေးကိုနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးအများကြီးတင်ပါ